2025 ခုနှစ်ဒီဇင်ဘာနဲ့စက်တင်ဘာလတွေမှာအောင်စီအောင်မောင်းနဲ့စစ်ချီတေးကိုဆိုကစစ်ခရာမှုတ်တန်နဲ့စင်မီဟီတန်ကိုကြားရဖို့ရှိပါတယ်လေတန်ကဇယူလိုတပင်ယူလိုနဲ့အမှန်တကယ်တော့ဘဝင်ယူဘလို့ဘဝင်ယူတာလဲဆိုတော့တခိုးလက်ကတဝက်လူပြီးတော့ယူနေကြတာတခိုးကဘာလို့လဲဆိုတော့ NLD မဲခိုးတဲ့တခိုး NLD လက်ထက်ကနေ CRPH NUG ကသူတို့တရားဝင်အစိုးရပါဆိုပြီးတော့ထပ်ပြီးခိုးတယ်တခိုးလက်ကတဝက်လူတယ်ဟောအဲ့ဒီ CRPH NUG လက်ထက်ကနေပြီးတော့ဒီဘုံကျွန်းအမျိုးရုပ်မြက်ကျော်တို့အဖွဲ့က NIA ဆိုပြီးထပ်ဖွဲ့ပြီးထပ်ပြီးတော့လူကြတယ်ဘဝင်ယူတွေအဖွဲ့နော်ဆိုတော့2025နဲ့ဒီဇင်ဘာနဲ့စက်တင်ဘာတွေမှာတဲ့သူကတော့ကြီးကြီးကျယ်ကျယ်ပြောထားတာပေါ့နော်သူလေတံကိုနားထောင်ပြီးကျွန်မမကြီးမိအောင်နည်းနည်းစိတ်ကိုထိန်းထားရတယ်သူပြောတယ်စက်တင်ဘာလကိုတလားလုံးစမ်းစစ်ကြည့်တဲ့အခါကျတော့ကျွန်မတို့မြန်မာတက်မတော်ရဲ့အောင်ပွဲသတင်းတွေပဲကြားရတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့Tony You Channel မှာကြိုဆိုပါတယ်ကျွန်တော်ရဲ့Tony You Channel ဟာဆိုရင်နေ့စဉ်တန်းတူတန်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုရှင်ပါတယ်ရှိရှိသူများကိုအထူးကျေးဇူးတင်ပါတယ်မြန်မာတက်မတော်ရဲ့အောင်စီအောင်မောင်းနဲ့အောင်လန်တော်လွှင့်ထူတဲ့သတင်းတွေဒါတွေ့မြင်ရတယ်အထူးသဖြင့်ရှမ်းမြောက်ဒေသမှာတက်မတော်ကအောင်လန်လွှင့်ထင်ပြီးတော့နော်အချမ်းဖတ်သမားတွေရန်ကြောင့်ပျက်စီးသွားတဲ့မြို့ရွာတွေပိတ်ခဲ့ရတဲ့စာတင်ကျောင်းတွေပြန်လဲဖွင့်လဲပေးနိုင်ပြီးကလေးတငယ်တွေရဲ့ပညာရေးကျန်းမာရေးပြည်သူလူထုရဲ့အခြေခံလူမှုဘဝတွေကိုပြန်လဲပတ်ပေးနိုင်တာပဲတွေ့ရတယ်။ဟုတ်ပြီဒါဆိုရင်အခုလက်ရှိအခြေအနေကဘယ်လိုရှိနေသလဲကျွန်မသတင်းတစ်ပုဒ်ဖတ်ပြမယ်။နတ်ထိုးကြီးမှာရက်20ကျော်ကြာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးစစ်တပ်နဲ့တီတာယူမွန်တို့ပူးပေါင်းထားတဲ့အင်အား200ခန့်ကPDF စကန်2ခုကိုတင်စီသွားကြပါတယ်မတိတာရုံမဆိုလို့ရှိရင်အဲ့ဒီမြင်းချံဘိုးမိုက်ခဲတို့ဘိုးသက်ကြီးတို့ယောက်ျားတမ်းမဲ့အချိန်မစည်းတဲ့ကောင်တွေကအရှင်ဖမ်းမယ်လို့အသေးဖမ်းမယ်လို့ခဏပြောနေတာနော်တော်ကြနေမတိတာရုံမကားကိုဂျားဖြက်မိုင်းဆွဲတိုက်ခိုက်လိုက်ပါပြီလို့ခြုံကူတိုက်ခိုက်လိုက်ပါပြီလို့တိတာရုံမကဆန့်ငင်ဖြစ်နေပြီလို့အရေးပေါ်အခြေအနေဖြစ်နေပြီလို့တူတူပဲယောက်ျားတမ်းမဲ့ဖာစကားပြောခဲ့ကြတာနော်အခုကျတော့နထိုးကြီးမှာတက်မတော်နဲ့မက်တီတာရုံးမှုဦးဆောင်နေပြီးသူစစ်တပ်ဖွဲ့တွေစစ်ကြောင်းထိုးနေပြီး PDF စခန်းတွေတင်းစီရရှိထားပါတယ်ဆိုတော့အဲ့ဒီဘိုးမိုက်ခဲတို့ဘိုးသက်ကြီးတို့ဒီကောင်တွေကိုမက်တီတာရုံးမှုပေါက်တဲ့သေးတနေ့3ခွက်လောက်ပုံမှန်တိုက်ပေးရမယ်ဒီကောင်တွေအဆင့်ကယောဂကျွန်းနေပြီဆိုတော့တနေ့တစ်ခွက်နဲ့တော့မရဘူးတနေ့3ခွက်လောက်ပုံမှန်တိုက်ပေးရမယ်နော်ဆိုတော့အဲ့ဒီလိုတက်မတော်ရဲ့အောင်ပွဲသတင်းပဲကြားရပါတယ်နောက်ထပ်ချင်းပြည်နယ်မှာတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုစက်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်တဲ့ DVB မှာရေးသားဖော်ပြကြတယ်ဆိုတော့ချင်းပြည်နယ်မှာလည်းတပ်မတော်ကသူတို့အကြမ်းဖက်သမားတွေရှိတဲ့နေရာမှန်သမျှကိုတပ်မတော်ကလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေနိုင်တယ်တပ်မတော်ကလေကြောင်းကနေရှင်းလင်းပေးနိုင်တယ်တပ်မတော်ကထိုးစစ်ဆင်နိုင်နေတယ်မြန်မာတပ်မတော်ရဲ့အောင်ပွဲသတင်းသာကြားရတယ်နောက်တစ်ခုစလင်းကြီးနယ်ထဲမှာစစ်အုပ်စုကတဲ့အုပ်စုနှစ်စုခွဲပြီးတော့အဖွဲ့နှစ်ဖွဲ့ခွဲပြီးတော့ရွာစင်ပတ်မွေကစစ်ကြောင်းထိုးနေတာကြောင့်ဒေသခံပြည်သူ1000ဝဲကျော်စစ်ပေးတင်းရှောင်နေရပြီးအရေးပေါ်စားနိုင်ကိခါနဲ့ဆေးဝါးအကူအညီတွေလိုအပ်နေပါတယ်တဲ့ပြည်ဖြတ်မီက MFB မှာရေးသားဖော်ပြတယ်ဒီစကိုင်းတိုင်းမှာလည်းတပ်မတော်ကထိုးစစ်ဆင်တဲ့အတွက် PDF တွေနဲ့တပုံမရနဲ့တပုံသားတွေခွေးပြေးဝက်ပြေးနေတဲ့တဲ့င်းပဲကြားရတယ်နောက်ထပ်မုံရွာနဲ့မန္တလေးလမ်းက NUG ဂိတ်ကလွဲရင်ကျန်တဲ့ဂိတ်တွေအားလုံးပိတ်သိမ်းဖို့ခရိုင်ပကဖကညွှန်ကြားပါတယ်တရောင်းသားချင်းခွက်ဆောက်ခုတ်တယ်ဆိုတာဒါမျိုးကိုခေါ်ပါတယ်နော်ထပ်ပြီးပြောပါမယ်မုံရွာနဲ့မန္တလေးလမ်းမှာတဲ့ NUG ရဲ့ဂိတ်ကလွှဲရင်ဂိတ်ဆိုတာပတ်စံတောင်းတဲ့နော်3ပေတဂိတ်အဲ့ဒီဂိတ်တွေကလွှဲရင်ကျန်တဲ့ဂိတ်တွေအကုန်လုံးပိတ်ရမယ်လို့ခရိုင်ပကဖကညွှန်ကြားတယ်ဆိုတာတရောင်းသားချင်းခွက်ဆောက်ခုတ်တယ်လို့ခေါ်ပါတယ်နောက်ထပ်တဲ့စစ်ကောင်စီနေပြည်ကြောင်းနဲ့ရခိုင်ပြည်တန်တွဲနဲ့ခွားမြို့နယ်အနီးကပင်လယ်ပြင်မှာငါးဖမ်းခွင့်ကိုအေအေကအကန့်အသတ်မရှိပိတ်ပင်လိုက်ပါတယ်တဲ့ဆိုတော့ရခိုင်ပြည်တန်တွဲနဲ့ခွားမှာလည်းတပ်မတော်ကစစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုကြားသိရပါတယ်နောက်တဲ့သတင်းတစ်ပုဒ်ဖတ်ပြပါမယ်ချောင်းမြို့နယ်ဘုံတို့ရဖြစ်စဉ်ဟာပြည်ပဆိုင်ရာစစ်ရာဇဝတ်မှုဖြစ်ပြီးတော့စစ်အုပ်စုအနေနဲ့တာဝန်ခံရမယ်လို့လူခွင့်ရေးတကြလှုပ်ရှားတဲ့သူတွေကပြောပါတယ်တဲ့တကယ်လို့ခင်ဗျားတို့ကတော်လန်ပုံကံမယ်ဆန္ဒပြမယ်ဆိုရင်ဘာကြောင့်ကလေးတွေကိုလူသားတိုင်းအဖြစ်ခေါ်ခဲ့တာလဲဘာကြောင့်လူမမယ်ကလေးတွေကိုလူသားတိုင်းအဖြစ်အသုံးချခဲ့တာလဲဒီအတွက်ခင်ဗျားတို့တာဝန်ခံရမယ်အဲ့ဒီ6မြို့နယ်ဘုံတို့ရဖြစ်စဉ်နဲ့တစ်ချိန်တည်းမှာပဲရ
ရန်ကုန်မှာစစ်ရေးပြစ်မှတ်ရှိခုကိုရန်ကုန်တိုင်း PDF အဖွဲ့ကရှင်းလင်းနိုင်ခဲ့ပါတယ်ဆိုပြီးတော့ခင်ဗျားတို့ BBC မှာရေးသားဖော်ပြတယ်ခင်ဗျားတို့အောင်ပွဲခံတယ်ခင်ဗျားတို့ပြောတဲ့စစ်ရေးပြစ်မှတ်ရှိခုဆိုတာကရက်ကြီးအုပ်ချုပ်ရေးမှုရုံးနေဖြစ်တယ်ရက်ကြီးအုပ်ချုပ်ရေးမှုရုံးနေဆိုတာကလက်နက်မဲ့အရက်သားပြည်သူတွေကိုတရားဥပဒေစိုးမိုးရေးအတွက်ဝန်ဆောင်မှုပေးတဲ့နေရာဖြစ်တယ်အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာဖြစ်တယ်အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာကိုခင်ဗျားတို့ကစစ်ရေးပြစ်မှတ်လို့အသုံးချပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒါစစ်ရာဇဝတ်မှုမြောက်ပါတယ်နောက်ထပ်တင်တဲ့ပုတ်ချင်းပြည်နယ်ဟာခါမြို့ရဲစခန်းကိုအထူးမရှင်အဖြစ်စီးနီးဝင်ရောက်ပြီးတော်လိုင်းရေးတပ်ဖွဲ့ကရဲဘော်တွေအပါအဝင်စုစုပေါင်း15ဦးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်တဲ့ဆိုတော့သူတို့က James Bond ရုပ်ရှင်တွေပါကြီးကြည့်မှာဖြစ်မှာပေါ့ဗျာဆိုတော့အထူးမရှင်ဖြစ်ချင်းပြည်နယ်ဟာခါမြို့ရဲစခန်းကိုသူတို့ကစီးနီးဝင်ရောက်ပြီးတော့သူတို့ PDF တွေကိုပြန်ပြီးကယ်လိုက်တယ်ဒါဆိုရင်ဟိုတော့ဆိုအောင်ကြအစွန်ဖျားကချင်းပြည်နယ်ဟာခါရဲစခန်းကိုအထူးမရှင်ဖြစ်အဲ့ဒီလိုမျိုးထောင်းပေါက်ကယ်မယ်စားဒေါ်ဆန်းစုကြည်ကိုသွားပြီးကယ်လိုက်ကြပါလားခင်ဗျားတို့စပြီးတော့လက်သုံးချောင်းထောင်ပြီးလမ်းမပေါ်ထွက်ပြီးအော်ကဲတော့ကအမေစုနဲ့တမရာကြီးချက်ချင်းလို့အဲ့ဒါခင်ဗျားတို့ရဲ့နံပါတ်1ဦးစားပေးရည်ရွယ်ချက်အဲ့ဒီနောက်ကြမှာသာFederal Army တို့ Federal ပြည်ထောင်စုတို့ Democracy Federal တို့ Federal Democracy ဆိုပြီးတော့နောက်ွယ်ကနိုင်ငံရေးသမားတွေရဲ့သွေးထိုးလှုံ့ဆော်မှုတွေပါလာတာခင်ဗျားတို့ပထမဆုံးစလက်သုံးချောင်းထောင်လမ်းမပေါ်ထွက်ဒိုရေးအော်တော့ကအမေစုနဲ့တမရာကြီးချက်ချင်းလို့နော်ဆိုတော့အခုချင်းပြည်နယ်ဟာခါမြို့ရဲစခန်းကိုနော်အထူးမရှင်ဖြစ်စီးနင်းဝင်ရောက်ပြီး PDF ရဲဘော်တွေကိုကဲဆဲတယ်လို့ပဲခင်ဗျားတို့တိတ်ပြီးတော့အရေးချင်းရှိနေတယ်ခင်ဗျားတို့တိတ်ပြီးတော်နေတယ်ခင်ဗျားတို့တိတ်ပြီးတော့နယ်မြေတွေတိတ်နိုင်နေတယ်နော်ဇော်ဝေဆိုးပြောတယ်လို့မလေးရှားနိုင်ငံအကျယ်ဝင်းလောက်ထိန်းချုပ်နိုင်နေတယ်ဆိုရင်နေပြီးတော့အကျဉ်းထောင်ကိုဖောက်ပြီးတော့ဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုကဲလိုက်ပါလို့တိုက်တွန်းချင်ပါတယ်ကံမလူစည်းကုန်းရဲစခန်းကိုပြဆောက်ဖို့အတွက်စစ်အုပ်စုကလုပ်ငန်းရှင်တွေကိုခေါ်ပြီးငွေညှိနေပါတယ်အဲ့ဒီစည်းကုန်းရဲစခန်းဆိုတာကစည်းကုန်းရဲစခန်းကိုတိတ်လိုက်ပါပြီဆိုပြီးတော့မဆားရဝက်ကမန်နေနော်အားရဝမ်းသာတွေပျော်ကြရွှင်ကြပြီးတော့ကျန်းဖတ်သမားတွေဖြစ်စည်းလို့ပြည့်စည်သွားတဲ့ရဲစခန်းနော်အခုကျန်းဖတ်သမားတွေတိမ့်ပြီးလို့တိမ့်တာမဟုတ်ဘူးတို့ကဖြတ်တာနော်ကျန်းဖတ်သမားတွေဖြတ်လို့ပြည့်စည်သွားတဲ့စည်းကုန်းကံမျိုးနဲ့စည်းကုန်းရဲစခန်းကိုတမတော်ကရဲလဲထိန်းချုပ်ပြီးတော့နော်ပြန်လဲတိဆောက်နေတယ်အဲ့ဒါကိုဗာပြောလဲဇီးကုန်းရဲစခန်းပြန်ဆောက်ဖို့အတွက်စစ်အုပ်စုကလုပ်ငန်းရှင်တွေကိုခေါ်ပြီးငွေညှစ်နေပါတယ်တဲ့ဘာကြောင့်ပြန်ဆောက်ရတာလဲနင်တို့ကျန်းဖတ်သမားတွေမြို့သိမ်းတိုက်ပွဲဆိုပြီးမြို့ဖြက်လိုက်လို့နင်တို့ကြောင့်ပျက်စီးသွားလို့ပြန်ဆောက်ရတာလေဘာကြောင့်စကားကိုကလင်ကကြပြောနေကြတာလဲနောက်ထပ်မြောင်နယ်ဇေယကုန်းရွာကိုစစ်အုပ်စုကလေကြောင်းကဘုံကျဲတဲ့အတွက်ဒေသခံ20ထိခိုက်ဒဏ်ရာရပါတယ်အဲ့ဒီမြောင်ဆိုတာကNUG ပညာရေးဝင်ကြီးဌာန NUG ပညာရေးဝင်ကြီးရုံဖွင့်မယ်လို့ပြောခဲ့တဲ့နေရာအခု2025တလပိုင်းတုန်းကလွင်ကိုလက်ပြောတယ် NUG ပညာရေးဝင်ကြီးရုံစောက်မယ်ဆိုတဲ့နေရာဖြစ်ပါတယ်เนาะဆိုတော့မြောင်းမှာလဲတက်မတော်ကထိုးစစ်ဆင်ပြီးအောင်ပွဲဆင်နေတယ်ဝရန်ပြည်မြတ်ကျော်ပြောတဲ့အောင်စီအောင်မောင်းနဲ့စစ်ချီတေးကိုမှုတ်ပြီးတော့စစ်ခရာမှုတ်ပြီးတော့စစ်မီးဟီတန်တွေမကြားရသေးပါဘူးရှင်နောက်ထပ်တဲ့ပေါ့မကွေးတိုင်းနဲ့မြိုင်နဲ့ပေါက်နယ်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တဲ့အတွက်နှစ်ပတ်အတွင်းမှာဒေသခံ၄ဦးထပ်မံတေဆုံးပါတယ်အဲ့ဒီမကွေးတိုင်းမြိုင်နဲ့ပေါက်ကြားမှာတရပင်ကရင်းနေမြေလက်ပံတို့ရင်းနေမြေဖလန်ကားရင်းနေမြေဆိုပြီးရင်းနေချင်းတွေရှိရဲအဲ့ဒီမှာတော်လန်ရေးအမြင့်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့တွေကပြည်တစားခန်း15ခန်းဖွင့်ပြီးတော့ CDN လုတ်သွားတဲ့ဝန်ထမ်းတွေနဲ့အင်မတန်မှရိုးသားသောအညာသူလေးတွေကိုလက်ဖေးဆိုင်မှာသပွဲထိုးအလုပ်လုပ်ရမယ်လို့လိန်လေခေါ်ဆောင်ပြီးပြည်တစားခန်းတွေဖွင့်လိန်ကြုံဖြစ်အသုံးချနေတဲ့နေရာဖြစ်တယ်။အဲ့ဒီပြည်တစားခန်းတွေမှာနော် NUG ကဝင်ကြီးတွေ KIA ကဒူဝါတို့ဒူချုံတို့လာလို့ရှိရင် CDN မိတ်ကလေးတွေ PDF မိတ်ကလေးတွေကနော်လိန်မယ်ဖြစ်ဖျော်ဖြေရပါတယ်အခန့်ရပါတယ်ဆိုတဲ့အကြောင်းကိုအောင်စော်တို့ AR သတင်းဌာနကအညာတူပိုင်းဆိုတဲ့ခေါင်းစဉ်နဲ့ဖော်ပြခဲ့တာဖြစ်တယ်။ဒီနေရာဒီချိန်ဒီသတင်းကိုဒီနေ့အချိန်ထိအမျိုးသမီးရေးတက်ကြွလို့ရပါတယ်ဆိုတဲ့အဖွဲ့တွေလူခွန်ရေးတက်ကြွလို့ရပါတယ်ဆိုတဲ့အဖွဲ့တွေဗဇက်ပေါက်ပိတ်နေကြပါတယ်ဒီသတင်းတွေအကုန်လုံးမှာတက်မတော်ကအောင်ပွဲဆင်ပြီးတော့အကျန်းဖတ်သမားတွေခွေးတွေဝက်တွေတင်းနေတာပဲတွေ့မြင်ရပါတယ်ဆိုတော့ဘုံကျုံအမျိုးရုပ်မြက်ကျော်ပြောတဲ့2025ဒီဇင်ဘာမှာအောင်စီအောင်မောင်းတဲ့စစ်ခရာတွေဘလို့မှုတ်ပြီးတော့စစ်မြင်းတွေဘလို့ဟီမလဲဆိုတာဟာဆက်လက်စောင့်မျှော်ကြည့်ရှုနေပါမယ်